လာပါရှင်စိတ်ထောဆောင်နေပြလဲကြိုးလိုက်ပါတယ်ယခုတင်ဆက်ပေးမယ့်အကြောင်းလေးကတော့အထိမ်းမပါတဲ့ fashion ကြောင့်လူပြောများနေတဲ့အင်းမြတ်သူရဲ့အကြောင်းလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်မင်္ဂလာပါပရိသတ်ကြီးရှင်အင်းမြတ်သူကတော့ဘရာမပါပဲ fashion show ရှောက်ခဲ့တဲ့ကိစ္စနဲ့ပတ်သက်လို့အခုဆိုရင် internet social media တွေမှာအုပ်စုနှစ်စုရဲ့ငင်းခုန်သံတွေစုညံနေတာလည်းဖြစ်ပါတယ်တစ်ဖက်မှာတော့မြန်မာယဉ်ကျေးမှုနဲ့မညီဘူးဆိုပြီးတော့ပြင်းပြင်းထန်ထန်ပြောဆိုနေကြပြီးနောက်တစ်ဖက်မှာတော့ဒါမှဒီရဲ့ကဘာအဆင့်မီတယ်လို့ချီကျူးပြောဆိုနေကြတာလည်းတွေ့ရှိရပါတယ်ဂိမ်းရဲ့အစမှာတော့နာမည်ကျော်ဒီဇိုင်နာဝါတာဟက်ရဲ့ fashion show ပွဲမှာပါဒီပွဲမှာအင်းမြတ်သူဟာတရုတ်ဆောင်တယောက်အဖြစ်မဟုတ်ဘဲနဲ့ professional rival model တယောက်အဖြစ်စင်မြင့်ထက်မှာအားလုံးကအံ့အားသင့်စေခဲ့တာလည်းဖြစ်ပါတယ်။သူ့ရဲ့ကိုယ်လုံးအလားယုံကြည်မှုရှိတဲ့မျက်နှာထားနဲ့ရှောက်လန်းဟန်တွေကတကယ်ကိုထိတ်တန့် model တယောက်လိုပါပဲ။ဒါပေမဲ့ပြဿနာကအဲ့ဒီမှာစတာမဟုတ်ပါဘူး။သူဝတ်ဆင်လာခဲ့တဲ့ fashion က bra မပါပဲ no bra fashion ဖြစ်နေတဲ့အတွက်မြန်မာပရိသတ်တွေကြားမှာကြီးကျယ်စွာပြောဆိုခံနေရတာလည်းဖြစ်ပါတယ်။ပထမဆုံးအနေနဲ့ဒီ fashion ကိုဝေဖန်ပြောဆိုသူတွေရဲ့ဘက်ကကြည့်ရအောင်ပါ။သူတို့ရဲ့အမြင်မှာတော့အင်းမြတ်သူဟာမြန်မာနိုင်ငံရဲ့ထိပ်တန်းလူပညာရှင်တယောက်လူငယ်တွေရဲ့အားကြရတဲ့မော်ဒယ်သရုပ်ဆောင်ဖြစ်တဲ့အတွက်မြန်မာအမျိုးသမီးတယောက်ရဲ့အိမ်တွေတိတ်ခါတွေနဲ့အညီဝတ်စားတင်တယ်လို့ယူဆခဲ့ကြတာလည်းဖြစ်ပါတယ်မြန်မာအတိုင်းဝိုင်းရဲ့ရှူတောက်ကကြည့်မယ်ဆိုရင်တော့ဒီလို fashion မျိုးဟာအမြင်မသိတော့ဘူးရိုင်းဆိုင်တယ်လို့ထင်ကြပြီးဒါဟာအနောက်တိုင်းယဉ်ကျေးမှုကိုအတုကိုမားတာလို့သုံးသပ်ကြပါတယ်ဒီအမြင်ကလည်းသူတို့ရဲ့ယဉ်ကျေးမှုအပေါ်တတ်မိုးထားတဲ့စိတ်ကြောက်တာဖြစ်တာမို့လုံးဝတော့ပြစ်ဆိုလို့မရပါဘူးဒီကိစ္စမှာလည်းနောက်ထပ်တစ်ဖက်ကအမြင်တစ်ခုရှိနေသေးတာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့ fashion လောကရဲ့ professional ရှုထောင့်ပါပဲ။နိုင်ငံတကာအဆင့်မီ professional ဆိုတာလူဆိုတာထက်ဒီဇိုင်နာရဲ့အမှုပညာကိုတင်ဆက်ပြသရတဲ့တက်ရှိပရှိကတစ်ချက်နဲ့ပို့တူပါတယ်။ဒီဇိုင်နာတယောက်ဟာသူ့ရဲ့ဝတ်စားဒီဇိုင်းတစ်ခုရဲ့မူလပုံစံချုပ်ရိုးအသားရလှုပ်ရှားမှုတို့ကိုအတိအကျပေါ်လင်းစေချင်တာပဲဖြစ်ပါတယ်။အဲ့ဒီအခါမှာအတွင်းငံပရာတစ်ခုကအင်ကြီးရဲ့မူလပုံစံကိုပျက်စီးစေနိုင်တာကြောင့်မော်ဒယ်တွေဟာပရာမပါပဲဝတ်ဆင်ပြသတာတွေဟာအလွန်ကိုပုံမှန်ကိစ္စတစ်ခုပါပဲ။ဒါဟာအရှက်ကြောက်တရားနဲ့မသက်ဆိုင်ပဲအလုပ်ပေါ်မှာထားရှိတဲ့လေးစားမှုနဲ့ professional ကျင့်ဝတ်တစ်ခုပါပဲ။အင်းမြတ်သူဟာဒီပွဲမှာတရုတ်ဆောင်တယောက်အနေနဲ့တက်ရောက်ခဲ့တာမဟုတ်ဘဲနဲ့မော်ဒယ်တယောက်ရဲ့တာဝန်ကိုထမ်းဆောင်ခဲ့တာလည်းဖြစ်ပါတယ်။ဒါကြောင့်သူဟာမော်ဒယ်တယောက်ရဲ့ကျင့်ဝတ်အတိုင်းဒီဇိုင်နာရဲ့ဖန်တီးမှုကိုလေးစားလိုက်နာခဲ့ရတာလည်းဖြစ်ပါတယ်။သူရဲ့ဒီလိုလုပ်ရဟာရဲတင်းလုံးတယ်လို့ထင်ရပေမဲ့တစ်ဖက်မှာတော့မြန်မာ fashion လောကကိုဒါမျိုးတွေလည်းရှိတယ်။ဒါကနိုင်ငံတကာအဆင့်ဆိုတဲ့အတိအမှတ်ပြုတစ်ခုကိုတဲဝိုက်တော်အဖြစ်လှုပ်ဆောင်လိုက်တာနဲ့အတူတူပါပဲ။အထူးသဖြင့်ဆိုရမယ်ဆိုရင်အင်းမြတ်သူရဲ့ဒီ fashion ဟာယဉ်ကျေးမှုအမြင်နဲ့ professional အမြင်ကြကသဘောထားကွဲလွဲမှုတစ်ခုကိုမိမောင်းထိုးပြနေသလိုပါပဲသူမဟာရေစက်တုတ်တင်စကားနဲ့တရုတ်ဆောင်ဘက်မှာထူးချွန်ကြောင်တက်တဲ့ပြခဲ့သလိုအခုတစ်ခါမှလည်းဈေးပေါက်တွေကိုချိုးပေါက်တဲ့တတိရှိတဲ့ fashion model တယောက်ဆိုတာကိုတက်တည်ပြလိုက်တာလည်းဖြစ်ပါတယ်ပရိသတ်ကြီးတို့ရောဒီလိုယဉ်ကျေးမှုအမြင်နဲ့ professional အမြင်ကြားကသဘောထားကွဲလွဲမှုကိုဘယ်လိုမြင်လဲအနုပညာနဲ့ fashion မှာခင်းတဲ့အညီပြောင်းလဲတင်တယ်လို့ထင်ပါသလားဆိုတာကိုကောမန့်မှာဝင်ရောက်ဆွေးနွေးနိုင်ပါတယ်ရှင်ဗီဒီယိုလေးကိုဆုံးအောင်ကြည့်ပြီးတဲ့အတွက်လည်းကျေးဇူးထူးတင်ပါတယ်ရှင်နောက်ထပ်လည်းပရိသတ်တွေအတွက်စိတ်ဝင်စားစရာအကြောင်းတွေနဲ့အတူပြန်လာခဲ့အောင်မှာဖြစ်လို့ကျမတို့ရဲ့ channel လေးကို subscribe လုပ်ပေးသွားပါဦးရှင်